လဲပေါ်မှာအမျက်ဒေါသဖြစ်ပြီးတေအောင်စားနေလို့ပြောနေကဒေါသကကယ်လိုရီတွေအများကြီးကုန်တယ်လို့ရှင်းပြတယ်။ဒါတော့ထွားမလာဘူးဆိုတာကြောင့်တင်းတော့ကပစိန်ကအလေးချိန်တိုးလာလို့လှဲပိန်ကျိုးသွားပါတယ်။ဒါနဲ့အနီးနားကရွာကိုဖြူဖြူဝင်သွားလို့ကိုစာကလည်းဝင်သွားတယ်။အတော်လေးတာရပြီးနေရာတနေရာရောက်တော့ဘိုးတော်နဲ့တွေ့ပါတယ်။ခဏလောက်တဲခိုကျင်လို့ရွာသူကြီးပမာလည်းမေးတော့သူကရွာသူကြီးလို့ပြောပြပြီးတော်ဝင်သားကိုကင်ထားတာကြောင့်တော်ဝင်စစ်တီဖြစ်ဖို့များပါတယ်။နားကျင်ရင်သူနဲ့တပွဲလောက်အကက်ဆန်းမှုပြောလိုက်ကအကက်ပြက်မျက်လုံးနဲ့စစ်ကြည့်တာဘိုးတော်တီးသွားတယ်။ level 1နဲ့ status 2 million ကျော်လို့ပြောနေပြီးသူ့မှာလည်းအကက်ပြက်စကေးရှိပါတယ်။ဒီလိုနဲ့ကိုစာရှုံးသွားကတဲမရဘူးထင်တာပဲမဲ့ရေစက်ပဲဆိုပြီးတွဲခွင့်ပေးလိုက်ကသူ့စီမှာလေ့ကျင့်ရမယ်လို့ပြောတယ်။အစွမ်းနေအားလုံးကိုကောင်းကောင်းအသုံးမချတတ်သေးတာမို့ဒီလိုဆိုမကောင်းဆိုးဝါးတွေပဲရမယ်လူဆိုမင်းလစ်ပြီလို့ပြောလိုက်တယ်။ကိုစာကလည်းလက်ခံလိုက်ကဖြူဖြူလဲရောက်လာပါတယ်။နောက်နေ့မှာတော့ကိုစာလေ့ကျင့်ရင်ဆင်းနေပြီးဘိုးတော်ကလည်းတေချာလေးတင်ပြပေးပါတယ်။လေ့ကျင့်နေတော့အစာကျူစကေးအသက်ဝင်လာကဘိုးတော်ကလည်းမျက်လုံးကိုတတိထားမိသွားတာကြောင့်အာယုံလဲဖို့အတွက်တိုက်ခိုက်လိုက်ကတဝက်စာလောင်ခြင်းအခြေအနေမှာတော့ဒီလောက်ထိလုံနိုင်လို့ဒါနက်ကရှိကျွေးနေပါတယ်။လေ့ကျင့်တာပြီးသွားလို့ဝင်ဖို့လုပ်နေတော့ရဲတိုက်ဘက်ကမကောင်းဆိုးဝါးအနံ့ရလို့အမှမွန်စတာတွေရှိနေတာလားစဉ်းစားနေတော့အထက်ကအတန်ကြောင့်ပြေးလိုက်သွားတော့ဖြူဖြူကတောင်းကျမ်းထားပါတယ်။ဘိုးတော်ကလည်းရွာထဲဝင်ကအစားတောက်တွေသွားတောင်းနေပြီးကိုစာကလည်းဖြူဖြူကိုတခုခုလှုပ်လိုက်တယ်။ဘိုးတော်ပြန်လာတော့ရဲတိုက်ဘက်ကြည့်နေကဓာတ်တို့လေးကိုထုတ်ရင်စဉ်းစားနေပါတယ်။အိမ်ထဲမှာကိုစာဘိုးတော်တို့မိသားစုပုံကိုကြည့်နေဖြူဖြူကတော့မျက်နှာမှာအုံမတုတ်ခံထားရလို့တင်းနေပါတယ်။နောက်နေ့မှာတော့လေ့ကျင့်နေကြပြီးကိုစာကလည်းအတော်လေးကိုအစွမ်းနေထိန်းချုပ်လာနိုင်ပါပြီ။ခဏနေတော့ဖြူဖြူရောက်လာကလက်စားပြန်ချီလိုက်တယ်။ညရောက်တော့စားတောက်နေကြကဖြူဖြူကအမျက်ဒေါသရဲ့စိုးကျိုးအနေနဲ့အရသာခံမရပါဘူး။သူ့မှာလှုပ်ရှားရရှိသေးတယ်ဆိုတာကြောင့်ကိုစာလည်းဝဝကိုတတိယသွားပြီးဘိုးတော်ကလည်းလှုပ်တဲ့အရာလားဆိုကရဲတိုက်ဘက်ကိုကြည့်နေပါတယ်။အဲဒါကြောင့်ကိုစာအမှတခုခုရှိလို့လားမေးလိုက်ပြီးရဲတိုက်ကဘိုးတော်အရင်ကပိုင်ခဲ့တဲ့ဟာပါ။လွန်ခဲ့တဲ့15နှစ်ကဘရင်အမိန်အရာဒီကနေထွက်လာခဲ့ရတဲ့နောက်မိစ္ဆာတွေဝင်လာလို့သူသားကသူ့အဖေကိုစားကာကွယ်ရင်းနဲ့အယိုးကောင်းကြောင့်ချောသွားကရဲတိုက်ကလည်းအယိုးကောင်းလက်အောက်ကိုရောက်သွားပါတယ်။သူ့ရဲ့မိသားစုတွေအထက်မှာပိတ်မိနေတယ်လို့ပြောနေတော့စာလောက်ချင်းဖြစ်ပေါ်လာလို့အပြင်ထွက်သွားကကိုစာရဲတိုက်ကိုသွားဖို့လုပ်နေလို့ဘိုးတော်ကလည်းအတိတ်ကိုပြန်အပတ်ဆယ်ဖို့အခွင့်ကောင်းမဲ့ဆိုပြီးလိုက်လာပါတယ်။ရဲတိုက်ထဲကကောင်တွေကိုတိုက်ခတ်နေပြီးနောက်အပေါ်တက်ကိုတက်သွားတယ်။အဲ့မှာသူ့မိသားစုနဲ့ပြန်လဲဆုံးကအားလုံးကလည်းဝမ်းသာစာနဲ့ကြိုးဆိုနေကြပါတယ်။အလွမ်းနေတဲနေကြပြီးဒါကအမြင်လှည့်စားနိုင်တဲ့မှော်ကြောင့်တေဝီသားလူတွေကိုအသက်ရှင်နေတယ်လို့မြင်နေရတာပါ။တားဖြစ်သူ့အတွက်အပြန်လက်ဆောင်ကိုတောင်းနေတော့ဓာတ်နဲ့ထိုးလိုက်ကဘိုးတော်ကကာလိုက်နိုင်ပါတယ်။ကိုစားဘာမဆိုဖြတ်နိုင်တဲ့ကောက်ရိတ်ဓာတ်နဲ့စကေးကိုဖြတ်ဖို့လုပ်ပေမဲ့ဓာတ်နဲ့ကစကေးတွေနဲ့ဖန်တီးထားတဲ့အရာကိုဖြတ်တောက်နိုင်တာသိကြပေမဲ့ဒီလူတွေလည်းအဖြတ်ခံရနိုင်ပြီးအစာကျူစကေးနဲ့အသက်ခံရတဲ့ဝိညာဉ်တွေကအဆုံးမဲ့ရှင်သန်သွားနိုင်ကအဲ့ဒါကကဲတင်ခြင်းမခံရတဲ့အဆုံးမဲ့ငရဲပဲလို့ပြောတာကြောင့်တိုင်ပတ်နေပါတယ်။ဘိုးတော်ကသူ့မိသားစုကိုသူကိုင်းတော်မယ်လို့ပြောလိုက်ပြီးကိုစာကလည်းအယိုးကြောက်ကိုတွားတိုက်တယ်ခဏနေတော့ဘိုးတော်ရောက်လာပြီးလွန်ခဲ့တဲ့15နှစ်ကိုပြန်တွေးနေပါတယ်။အန်နီရများလို့မသွားဖို့တားနေကြကမိစ္ဆာတွေကိုနှိမ်နှင်းပြရနဲ့သူမြန်မြန်ပြန်လာခဲ့မယ်လို့ပြောပါတယ်။သူသာမြန်မြန်ပြန်လာရင်ဒါမျိုးဖြစ်မှာမဟုတ်ဘူး။ငင်းငင်းညံ့ညံ့နေခွင့်ပေးမယ်လို့ပြောကအဆုံးသတ်ဖို့လုပ်ပါတယ်။ဒါပေမဲ့အစွမ်းမလုံလောက်တာကြောင့်ကိုစာကဘိုးတော်သားရဲ့ဓာတ်ကိုယူလိုက်ပြီးအဖြစ်ပေးလိုက်ကတိုက်ခိုက်လိုက်တော့အယိုးကြောက်ဖုံးချူလိုက်ရတယ်။မိမနဲ့သားကိုနောက်ဆုံးနှုတ်ဆက်စကားပြောနေကတားဖြစ်သူကိုလည်းလက်ဆောင်ပေးလိုက်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ဖတ်နေကြပြီးအယိုးကောင်နှောက်ရှက်ဖို့လုပ်လို့ကိုစာများနဲ့ပြစ်လိုက်ကဆာလောင်ချင်းကလည်းပြီးဆုံးသွားခဲ့ပါပြီ။ဘိုးတော်ကလည်းသူလို့တွေအကုန်ပြီးရင်လိုက်လာခဲ့မယ်ဆိုပြီးပြောနေပါတယ်။နောက်တော့ကျန်နေသေးတဲ့အကောင်တွေကိုရှင်းလိုက်ပြီးဖြူဖြူကိုလည်းသူတို့သွားတော့ရွာကိုစောင်းချောက်ကနဲ့ထားခဲ့တာမို့ရွှေတွေပေးလိုက်တယ်။ဘိုးတော်ကလွန်ခဲ့တဲ့နှစ်50ဒီမှာမိစ္ဆာတွေပေါ်လာတော့ကဖြူဖြူကိုမြင်ဘူးပြီးဘာမှမပြောင်းလဲသွားလို့ဘာကြီးလဲလို့မေးတော့တိတ်ကွင်းမရှိတဲ့တရေလို့ပြောတယ်။ကိုစားကိုလည်းနင်းစီကနေပြန်ယူရမယ်အလှဲလို့ပြောပါတယ်။ဘိုးတော်မျက်လုံးတွေပြန်ကောင်းသွားလို့မေးနေပြီးကိုစားသူမိစ္ဆာတွေမတတ်ရင်အသက်မရှင်နိုင်တဲ့အကြောင်းပြောတော့ဘိုးတော်ကကိုစားစကေးအသက်ဝင်လာရင်ဘလို့ခံစားရတာလဲဆိုတာတွေကိုသိနေကလှုပ်တင်နိုင်ရင်လှုပ်ပြီးရင်ဒီကိုပြန်လာအရေးကြီးပြောစရာရှိတယ်လို့ဆိုတယ်။အုပ်ဆောင်တို့ဘယ်ယောဂမဆိုပြောက်တဲ့ကြောက်ကိုရှာတွေ့လို့မသိမျိုးဖြစ်တော့မယ်ဆိုကပြောနေတော့အစီကံရောက်လာတယ်။ပေါက်ဆတည်တဲ့အကြောင်းပြောပြပြီးပေါက်ဆနဲ့လိုက်သားတဲ့သူတွေပြောဖို့ရမိစ္ဆာကောင်မဟုတ်ပဲစစ်တီတော့ဖြစ်နေတယ်ဆိုတာကြောင့်အကောင်ကဘာလားဆိုရင်လည်းဒီပိုင်းလေးကတော့ဒီပါပဲပြီးသွားပါပြီ။